အမနာမည်ကတော့မရင်းမကိုကိုလို့ခေါ်ပါတယ်အမဝယ်ယူထားတာတော့ geometry E လေးဖြစ်ပါတယ်ဟုတ်EV showroom တွေကိုပေါ့နော် brand တွေအစုံတော့လိုက်ကြည့်ပြီးပါတယ်ဟုတ်လိုက်ကြည့်ပြီးတော့မှအမျိုးသားနေပြီးတော့မှဒီဂျီလီမှာပေါ့နော် EV ကားလေးတွေရှိတယ်ဆိုပြီးတော့တွားကြည့်မယ်ဆိုတော့လည်းအမားတို့မိသားစုလိုက်လာတာပေါ့နော်လာခဲ့ပြီးတော့မှအဲ့မှာ testing လုပ်ကြည့်လိုက်တဲ့ခါမှာကားကိုလည်းတော်တော်ကျေနပ်ပါတယ်စီးကြည့်တဲ့ချိန်မှာလည်းသမီးလေးကလည်းကားမှာပါတဲ့ sunroof လေးကိုတော်တော်ကြိုက်တော့လေအဲ့နဲ့ပဲဒီ geometry E လေးကိုဝယ်မယ်ဆိုပြီးရွေးဖြစ်သွားတာပါသင်ပြမှုရှိပါတယ်အမအဓိကကလေးကျောင်းပို့တာရယ်ကျူရှင်ပို့တာတွေရဲ့အတွက်ပေါ့နော်အဓိကအသုံးပြုခြင်းတဲ့အတွက်ကြောင့်ဝယ်ဖြစ်တာကားလေးကကားမှာကျောင်းမှာကြိုတယ်ပြုတယ်ဆိုရင်လည်းပေါ့နော်ကားလေးကရက်တဲ့ခါမှာခေါင်းဝင်ကိုဆက်လေးဆိုတော့ကားပတ်ကင်ရစအရန်အဆင်ပြေတယ်ပေါ့နော်ပြီးတဲ့ခါမှာအဲကွန်လေးကလည်းအမြဲတမ်းအေးနေတဲ့ခါကျတော့အခုလိုပူတဲ့ချိန်မှာဆိုလူပို့ပြီးတော့တက်တောင့်တက်တာနဲ့ပေါ့နော်အဆင်ပြေစီပါတယ်ဟာမကြိုက်တာတော့ပေါ့အဲ့လိုမီဝိုက်နေပါတွေမှာရောက်တဲ့အခါမှာပေါ့နော်တချို့ကားတွေတော့မပြောတတ်ဘူးပေါ့ဒီ geometry E လေးကတော့မီဝိုက်ရောက်လို့အမ brake ကိုနင်းလိုက်ပြီးတဲ့ခါကျမှရင် auto hold လေးလုပ်ပြီးလို့ရတယ်အဲ့လို auto hold လေးဝင်သွားတဲ့အတွက်ကြောင့်မလို့အမကားကိုတစ်ချိန်လုံးပေါ့နော် brake ကိုမနင်းထားတဲ့အတွက်ကြောင့်ခြေထောက်တွေပါတယ်ညောင်းတာတက်တာပေါ့နော်နေ့စဉ်မောင်းနေရတဲ့ခါကျတော့အဲ့ဒါလေးကိုတော့အကြိုက်ဆုံးပါလေပထမဆက်စဝယ်ခြင်းကတော့ဒီလိုပဲဝယ်လိုက်တာပေါ့နော် service တွေပါတယ်ဆိုပြီးတော့ဝယ်လိုက်တယ်နောက်ပိုင်းမှာတော့ service ကတအားကောင်းတာကိုတစ်နေ့တခြားပို့တိလာတာပေါ့နော်အမစဝယ်ခြင်းမှာကားမှာတစ်ခုပေါ့နော် monitor လေးမှာတက်လာတယ်ဆိုရင်လည်းအမဓာတ်ပုံလေးရိုက်လိုက်တယ်ရိုက်ပြီးတော့ after sale ရမောင်လေးတွေကိုမောင်လေးတွေအမကားမှာတော့ဒါလေးတွေနင်းနေတယ်ဘာလုပ်ရမလဲပေါ့နော်အဲ့လိုလေးတွေမေးလိုက်တဲ့ခါကျရင်ကလေးတွေကအကုန်ပေါ့အမရေဒါလေးကတော့ဘလို့အကုန်ရှင်းပြပေးတယ်ပေါ့နော်အဲ့အတွက်ကြောင့်နောက်ပိုင်းမှာဂျီလီရဲ့ after service ကအရန်ကောင်းပါတယ်အမတော့ရမ်းကြည့်နေပါတယ်အမားတို့သုံးချင်တဲ့ငွေပမာဏရယ်အမားတို့လိုချင်တဲ့ကားပုံစံလေးရယ်ပေါ့နော်အကုန်လုံးပေါ့နော်မျှတပြီးတော့တင့်တဲ့အတွက်ကြောင့်အမားတော့ဒီ Geely Geometry လေးဝယ်လိုက်တာအမားအတွက်အရန်မှန်ကန်တယ်လို့တော့ယူဆပါတယ်ရှင်